လေဖြတ်တာကိုတယောလို့中ဆိုတာလေဖြတ်တာကိုပြောတာနော်သူကတော့အုံနောက်တွေကြောတွေပောက်ကွဲတာတော့မဟုတ်အုံနောက်တွေကြောတွေပိတ်ဆို့တာယူကြောမျက်နှာတွေစောင်းသွားတာပြီးတော့ခြေထောက်တွေလှုပ်လို့မရတော့တာလက်တွေလှုပ်လို့မရတော့တာပြီးတော့စကားပြောတာတွေမပြေတော့တာကို中风လို့ခေါ်တာနော်ပြီးတော့လေဖြတ်တာနောက်တစ်မျိုးကိုတော့瘫痪ဆိုတာလေဖြတ်တာparalysisကိုပြောတာနော်သူကတော့ကြီးမားသောထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်တော့မဟုတ်ယောဂတစ်ခုခုကြောင့်ခန္ဓာကိုယ်တစ်ပိုင်းတွေလှုပ်လို့မရတော့တာကိုပြောတာနော်ပြီးတော့တွေ့တူယောဂကိုတော့高血压ဆိုတာတွေ့တူယောဂကိုပြောတာနော်ပြီးတော့တွေ့အားနေတာကိုတော့低血压ဆိုတာတွေ့အားနေတာကိုပြောတာပြီးတော့နှလုံးယောဂကိုတော့心脏病ဆိုတာနှလုံးယောဂကိုပြောတာပြီးတော့စီချူယောဂကိုတော့糖尿病ဆိုတာစီချူယောဂကိုပြောတာပြီးတော့ကင်ဆာကိုတော့癌症ဆိုတာကင်ဆာကိုပြောတာနော်